အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညာချမ်းလေးအောင်တို့ရဲ့မိသားစုဝင်တွေအားလုံးတယောက်မချမ်းပိုင်ဆိုင်နိုင်ကြပါစေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ပြီးမင်္ဂလာရှိသောနေ့ရက်တိုင်းအားလုံးပိုင်ဆိုင်နိုင်စိတ်တော်တိုင်းကိုယ်ပါလိုရာဆန္ဒတစ်လုံးတစ်ဝါတွေပြည့်စုံနိုင်ပါစေခုနှစ်သားသမီးအားလုံးအတွက်ကိုအလူကြီးတန်းကြီးပေးနိုင်သောပုဂ္ဂိုလ်တူပုဂ္ဂိုလ်မြတ်တွေလည်းဖြစ်ရပါသည်နေ့ရက်တိုင်းစက္ကန့်တိုင်းနိုင်တိုင်းမိနစ်တိုင်းမှာလည်းအားလုံးအရာရာပြည့်စုံတဲ့မိသားစုဝင်တွေအားလုံးဖြစ်နိုင်ပါစေလို့အောင်တို့ရဲ့ YouTube channel လေးရတယ်အားလုံးကိုစုံမုံကောင်းတောင်းပေးလိုက်ပါပြီမင်္ဂလာရှိသောညာချမ်းလေးမှာအောင်သူရဲ့မိသားစုဝင်တွေအားလုံးပဲအောင်သူဒီဗီဒီယိုဖိုင်လေးနဲ့အတူအားလုံးကိုမင်္ဂလာပါလို့ဥစွာပထမနော်နှုတ်ခွန်းဆက်ပါတယ်မိသားစုဝင်တွေအားလုံးပဲနော်အောင်သူရဲ့မိသားစုဝင်တွေအားလုံးဒီနော်တနင်္လာနေ့မှာရှုံးထားတဲ့ရှုံးကြေးကိုအောင်သူတို့အင်္ဂါနေ့မှာရအောင်ပြန်ယူမယ်အင်္ဂါနေ့25ရက်8လ2026အင်္ဂါနေ့12နာရီ10မိနစ်စီးလေးမှာအောင်သူရဲ့အကောင်းဆုံးပတ်တီးတွေအကောင်းဆုံးမိန်းအကောင်းဆုံးနော်မိန်းကွက်ကနန်းလေးနဲ့အတူတူအားလုံးမိသားစုဝင်တွေအားလုံးကိုပြန်လည်ပြီးတော့မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးပါအောင်သူ live show လွှင့်တာ live show က live မကောင်းလို့တပုတ်ပြီးတပုတ်ပြက်ကြနေလို့ခဏခဏထပ်မတင်ကြလို့အောင်သူရဲ့မိသားစုဝင်တွေအားလုံးကိုဗီဒီယိုဖိုင်လေးနဲ့အတူအားလုံးပြန်လည်ပြီးတော့လာရောက်မျှဝေပေးတာပါအောင်သူရဲ့မိသားစုဝင်ကြီးကိုမောင်နှမလူသစ်လူဟောင်းကိုမတွေအားလုံးပဲအောင်သူရဲ့ channel လေးကိုပထမဆုံးဥစွာပထမ subscribe မနှိပ်ရသေးအားလုံး subscribe နှိပ်ထားပါ subscribe နှိပ်ထားပြီးတော့မိသားစုဝင်တွေအားလုံးတည်တယ်အောင်သူရဲ့ဒီဗီဒီယိုဖိုင်လေးကို2 3 group ပတ်သက်တဲ့ share လို့ရတဲ့နေရာလေးတွေမှာအားလုံး share သွားပြီးအားလုံးမျှဝေလို့ရတဲ့နေရာလေးတွေမှာအားလုံးမျှဝေပေးပါကိုတူဦးမြင့်ကိုတူဦးပေါ့ဆန္ဒမထားပဲအများမြင့်အများတွေ့အများရကြပါဆိုတဲ့ဆန္ဒလေးထားပြီးအားလုံးကူညီပြီး share ပြီးအားလုံးမျှဝေလို့ရတဲ့နေရာလေးတွေမှာအားလုံးမျှဝေပေးပါလို့အောင်သူဘက်ကနေအထူးပဲရက်တန်ရက်ခံပါတယ်နော်တကယ်တော့ညနေ4နာရီခွဲစီလေးမှာအောင်သူတို့နှစ်သီးစားနဲ့အောင်ဝေးခံရမယ်51ဆိုတဲ့ကဏ္ဍဒီ28မိနစ်မှသာအားလုံးရုံမာလို့ပြောင်းလဲသွားတာနော်အားလုံးပဲမိသားစုဝင်တွေအားလုံးလည်းကဏ္ဍကြည့်တဲ့အချိန်မှာအားလုံးသိပါလိမ့်မယ်51ဒီလုံးဝနှစ်သီးစားအောင်သူတို့မိသားစုဝင်တွေအစဉ်ပြေရမယ်ကဏ္ဍဒါမဲ့ပြောင်းလဲမှုရှိသွားတယ်ရုံမာလို့28မိနစ်မှသာပြောင်းလဲသွားတယ်ဒါမဲ့မိသားစုဝင်တွေအားလုံးပဲလုံးဝအားမငယ်နဲ့အခုမှအစနေပဲရှိသေးတယ်နောက်ထပ်ကြံရက်တွေမှာနေ့စဉ်နေ့တိုင်းမှာအစဉ်ပြေရမယ်အောင်မြင်မှုလေးတွေရရှိအောင်လို့အောင်သူတို့အကောင်းဆုံးစူးစမ်းပေးတယ်အကောင်းဆုံးလည်းဖြစ်နိုင်ခြေရှိသောကဏ္ဍလေးတွေသာလာရောက်မျှဝေပေးတဲ့ဗီဒီယိုဖိုင်လေးပါအောင်တို့ရဲ့မိသားစုဝင်တွေအားလုံးပဲအောင်သူအထူးပဲမြတ်တာရက်ခံတယ်အောင်သူလောက်ရှိုးလင်းလို့မရတဲ့နေလေးတွေဆိုလို့ရှိရင်ဗီဒီယိုဖိုင်လေးတွေမှာဝင်ကြည့်ပါတစ်ခုမရတစ်ခုရအောင်အဆင်ပြေအောင်လို့ကူညီပေးမယ်အဆင်ပြေအောင်လို့တင်ပေးပါမယ်နော်ကဲအောင်တို့ရဲ့မိသားစုဝင်တွေအားလုံးပဲအောင်သူတို့တနင်္လာနေ့အဖွင့်နေညနေလေးပါဆိုအောင်သူရဲ့အမြဲတမ်းထိချိုင်ရှိတဲ့ master key ပဲညှိသွားတယ်နော်556ဆိုတဲ့ master key ဒီ9ပိုင်လေးသာအဆင်ပြေသွားခဲ့တယ်ကဲမနက်ဖြန်25ရက်6လ2026အင်္ဂါနေ့ညီကုံစာမှာလဲအောင်သူရဲ့ master key ထပ်ပြီးတော့ပေးပါမယ်813ဆိုတဲ့ master key ပါနေကုံစာကစားအောင်သူရဲ့မိသားစုဝင်တွေအားလုံးဒီမှာလုံးပိုင် key ပိုင်1ချိန်ပိုင်လေးရှိမဲ့ဆိုရင်အားလုံးတွဲဖက်ပြီးတော့ကစားနိုင်ပါတယ်ကို့မှာ1ချိန်ပိုင်လုံးပိုင်လေးရှိမဲ့ဆိုအားလုံးတွဲဖက်ပြီးတော့ကစားပါ813ဒီ master key နေကုံစာပါကဲပရိသမားတွေပဋိကြိုက်တဲ့မိသားစုဝင်တွေအားလုံးပဲအခုကြံ4ရက်စာမှာပဋိလိုက်နေသောမိသားစုဝင်တွေဒီနော်3ပရိခွန်ပရိကိုထိထိမိမိလေးလိုက်ကစားပရိတစ်ခုတည်းကိုထိထိမိမိလေးမွေးကျင်တယ်ဆိုရင်3ကိုကြိုက်ရင်3ပရိတစ်ခုတည်းကိုထိထိမိမိလိုက်ခွန်ကိုကြိုက်မယ်ဆိုရင်ခွန်ပရိတစ်ခုတည်းကိုထိထိမိမိလိုက်အောင်သူကြီးဒီတစ်ပတ်မှာလုံးဝ3ပရိခွန်ပရိဒီကျင်းတွေပေါက်ကြားရမယ်ပရိကလေးတွေပါအကောင်းဆုံးပရိကလေးတွေရွေးချယ်ပေးထားပဲဒါတော့ပရိလိုက်တဲ့သူတွေနော်ကီးကတော့813 master key ပါမနက်ဖြန်25ရက်နေ့8လအင်္ဂါနေ့12နာရီ10မိနစ်စီမှာအောင်သူရဲ့1ချိန်ဒီခွန်ပတ်ဒီ10ပတ်ဒီပါခွန်ပိုင်10ပိုင်ပါနော်ခွန်လိုက်နေတော့မိသားစုဝင်တွေပြီးခဲ့တဲ့ဘက်ကရှုံးထားတဲ့ရှုံးကြီးကိုလည်းအောင်သူတို့အင်္ဂါနေ့မနက်ဈေးမှာပဲပြန်ယူမယ်နော်ကဲဟူးမကျော်စာတို့သမားတွေအားလုံးရောနေတဲ့သမားတွေအားလုံးကမနက်ဖြန်12နာရီ10မိနစ်စီမှာအင်္ဂါနေ့12နာရီ10မိနစ်စီမှာဒိုင်စီမှာငွေထုတ်ရမယ့်ပတ်တီးလေးတွေခွန်ပတ်တီး10ပတ်တီးခွန်ကိုကြိုက်ရင်ခွန်ပတ်ကစား10ကိုကြိုက်ရင်10ကိုပတ်ကစားခွန်နဲ့ကနန်း၄ခွက်ရှိမယ်10နဲ့ကနန်း၄ခွက်ရှိမယ်အောင်သူရဲ့မိသားစုဝင်တွေအားလုံးပဲကြိုက်တဲ့တရားလေးတွေကစားခွန်နဲ့ရှုံးထားရင်ခွန်နဲ့ပြန်ယူပေးတော့ယူပါနော်ခွန်နဲ့အဓိကတင်ထောမဲ့မိန်းကနန်းဒီခွန်20ရယ်ခွန်4ရယ်ခွန်6ရယ်ခွန်9ရယ်ပါခွန်20ခွန်4ခွန်6ခွန်9ပါအောင်သူနောက်တစ်ခေါက်ထပ်ပြောပေးပါမယ်ခွန်နဲ့ပတ်သက်လာရင်တင်ထောမဲ့မိန်းဒီခွန်20ခွန်4ခွန်6ခွန်9ပါ
အဲ့လေးကွက်ဒီခွန်နဲ့တင်ကစားမယ်ရှင်မိန်လေးကွက်ပါရှစ်နဲ့ပတ်သက်လာရင်ရှစ်နှစ်ကရှစ်လေးရရှစ်ငါးရရှစ်ကိုရရှစ်နှစ်ရှစ်လေးရှစ်ငါးရှစ်ကိုနော်အောင်တို့ရဲ့မိသားစုဝင်တွေအားလုံးပဲရှစ်နဲ့ပတ်သက်လာရင်ရှစ်နှစ်ရှစ်လေးရှစ်ငါးရှစ်ကိုပါနော်အဲ့ကနန်းလေး၄ကွက်စီကိုအားလုံးပဲတင်ကစားပြီးခွန်နဲ့ပတ်သက်လာရင်90ခွန်4ခွန်6ခွန်9ဆိုတဲ့ကနန်း၄ကွက်ရှိမယ်ရှစ်နဲ့ပတ်သက်လာရင်ရှစ်နှစ်ရှစ်လေးရှစ်ငါးရှစ်ကိုဆိုတော့ကနန်း၄ကွက်ရှိမယ်ခွန်နဲ့၄ကွက်ရှိမယ်ကနန်းရှစ်နဲ့၄ကွက်ရှိမယ်ပတ်တီးဒီခွန်8ပတ်တီးပါနေကုံမာစတာကီးရ813မာစတာကီးလေးပါเนาะအောင်တို့ရဲ့နေကုံမာစတာကီးဒီ813မာစတာကီးပါပတ်တီးဒီခွန်ပတ်တီး8ပတ်တီးနောက်ဆုံးတစ်ခေါက်အနေနဲ့ထပ်ပြောမယ်ပြီးရင်တစ်ကွက်ကောင်းထပ်လာမယ်เนาะခွန်ပတ်တီး8ပတ်တီးခွန်နဲ့ပတ်သက်လာရင်ခွန်90ရယ်ခွန်4ရယ်ခွန်6ရယ်ခွန်9ရယ်ပါเนาะအဲ့ဒါ၄ကွက်ပါ8နဲ့ပတ်သက်လာရင်8နှစ်8လေး8 5 89ကနန်း၄ကွက်စီပါအောင်တို့ရှယ်မိန်တစ်ကွက်ကောင်းထုတ်ပေးပါမယ်အဓိကရှယ်မိန်အဓိကထိထိမိမိလေးထိုးရမယ်ရှယ်မိန်တစ်ကွက်ကောင်းပါနော်ကဲအောင်တို့ရဲ့မိသားစုဝင်တွေအားလုံးလည်းအင်္ဂါနေ့နေကုံသားမှာရှုံးထားတဲ့ရှုံးကြွေးတွေကိုပြန်ယူမယ်တလင်းလာနေ့မှာရှုံးထားတဲ့မိသားစုဝင်တွေအားလုံးရောပြီးခဲ့တဲ့ဘက်ကခွန်လိုက်လို့ခွန်လိုက်ရှုံးထားတဲ့မိသားစုဝင်တွေအားလုံးရောအင်္ဂါနေ့မှာတည်းမှာအောင်သူရောက်အောင်ပြန်ယူပေးမယ်ရောက်အောင်အကောင်းဆုံးဖြစ်နိုင်တော့အကောင်းဆုံးပတ်တီးတွေမိခွက်တွေနဲ့အတူအောင်သူမိသားစုဝင်တွေနဲ့အားလုံးပဲပျော်ရွှင်မှုတွေရယူမယ်အောင်မြင်မှုတွေရယူမယ်เนาะမိသားစုဝင်တွေအားလုံးပဲကဲအောင်သူရဲ့မိသားစုဝင်တွေအားလုံးပဲအောင်သူတို့တစ်ခွက်ကောင်းရှင်မိန်ဒီเนาะကဲရှင်မိန်မထုတ်သေးဘူးအောင်သူအကီးခွေလေးထုတ်ပေးမယ်เนาะကီးခွေလေးထုတ်ပေးမယ်မနက်ဖြန်ဒီအောင်သူတို့ရဲ့အခွေလေးဒီ83ခုနှစ်ဆိုတဲ့အဘီးခွေလေးတစ်ခွေရှိတယ်အကြိုက်ဆုံးတွတ်တွေ့တာเนาะ83ခုနှစ်အဘီးခွေပါအခွေသမားတွေအားလုံးပဲအခွေကိုလိုက်မယ်ဆိုရင်983ကအပီးခွေလေးပါเนาะ983အပီးခွေလေးတစ်ခွေရှိမယ်အခွေသမားတွေအခွေကိုကစား983အခွေပါเนาะပတ်တီးသမားတွေကပတ်တီးကိုကစားမိန်ကွက်သမားတွေကမိန်ကွက်ခွန်ကြိုက်တဲ့မိသားစုဝင်တွေကခွန်နဲ့ပတ်သက်လာရင်တင်ထိုးမှမိန်ကနန်းလေးကိုတင်ထိုးပါခွန်ပတ်တီးနဲ့ပတ်သက်လာရင်90ရယ်ခွန်4ရယ်ခွန်6ရယ်ခွန်9ရယ်အဲ့ဒါကခွန်ပတ်တီးနဲ့ပတ်သက်လာရင်ရှုံးထားတဲ့ရှုံးကြီးပြန်ယူခြင်းတဲ့မိသားစုဝင်တွေအတွက်ပါရှစ်ပတ်တီးကိုကြိုက်နေတဲ့မိသားစုဝင်တွေကရှစ်နှစ်ရှစ်လေးရှစ်ငါးရှစ်ကိုပါအဲ့ဒါရှစ်ပတ်တီးသမားတွေပါခွန်နှစ်ရှစ်သုံးအပီးခွေသမားအခွေသမားလေးတွေအားလုံးပဲခွန်နှစ်ရှစ်သုံးအပီးခွေလေးလည်းရှိပါတယ်အဲ့ခွေလေးကြိုက်တဲ့တက်မှဆိုရင်အားလုံးကသာအကြိုက်တူဝါသနာတူတဲ့မိသားစုဝင်တွေအားလုံးရှူကစားနိုင်တယ်အကြိုက်တူဝါသနာမတူတဲ့မိသားစုဝင်တွေအားလုံးကြော်သွားပြီကဲအောင်သူရဲ့ရှယ်မိန်တစ်ကွက်ကောင်းလာမယ်အောင်သူတို့ရဲ့ရှယ်မိန်တစ်ကွက်ကောင်းဒီ98ဆိုတော့ကနန်းဒီအောင်သူရဲ့ရှယ်မိန်တစ်ကွက်ကောင်းပါအောင်သူရဲ့ရှယ်မိန်တစ်ကွက်ကောင်းဒီ98ပါနော်ကဲအောင်သူပေးတဲ့နားလဲပေးပြီးပြောတဲ့နားလဲပြောပြီးနောက်ဆုံးတစ်ခေါက်အနေနဲ့ပြောပါမယ်မနက်ဖြန်ဒီကုန်းစာမာစတာကီယာ813မာစတာကီပါပတ်တီးဒီခွန်ပတ်တီး8ပတ်တီးခွန်နဲ့ပတ်သက်လာရင်၄ခွက်ရှိမယ်8နဲ့ပတ်သက်လာရင်၄ခွက်ရှိမယ်နော်ခွန်နဲ့ပတ်သက်လာရင်90ခွန်4ခွန်6ခွန်9ပါ8နဲ့ပတ်သက်လာရင်8နဲ့8လေး8 5 8 9ပါခွန်နဲ့83အပီးခွေရှိပါတယ်နော်983ပြီးခွေရှိပါတယ်တစ်ခွက်ကောင်းဒီ88ရှင်မိန်တစ်ခွက်ကောင်းပါကဲအောင်တို့ရဲ့မိသားစုဝင်တွေအားလုံးပဲအောင်တို့ရဲ့ဒီဗီဒီယိုဖိုင်လေးကိုအားလုံးပဲအများမြင်အများတွေ့အောင်လဲအားလုံးကူညီပြီး share ပြီးအားလုံးမျှဝေပေးလို့ရတဲ့နေရာလေးတွေမှာအားလုံးမျှဝေပေး channel ကို subscribe နှိပ်ရသေးတဲ့မိသားစုဝင်တွေအားလုံးကလည်း channel လေးကို subscribe နှိပ်ပြီးမှလည်းအားလုံးပြီးဆုံးနိုင်အောင်ကြည့်ရှုပေးပါလို့အောင်တို့ရဲ့ channel လေးရတယ်အထူးပဲမြတ်တဲ့ရခံပါတယ်အောင်တို့ရဲ့ဗီဒီယိုဖိုင်လေးဒီလောက်နဲ့ပဲရနာမယ်ကဲမင်္ဂလာရှိသောညာချမ်းလေးကိုအားလုံးပိုင်ဆိုင်ပြီးမနက်ဖြန်အင်္ဂါနေ့12နာရီ10မိနစ်စီမှာအောင်သူရဲ့မိသားစုဝင်တွေအားလုံးပဲကြည့်ရှုသူတိုင်းအားလုံးတယောက်မကြံအားလုံးတိုင်းစီမှာရှယ်ပတီရှယ်မေယောခွက်တွေနဲ့အတူအားလုံးနှစ်သီးစားမိနိုင်ကြပါစေလို့အောင်သူဘက်ကနေအထူးပဲမေတ္တာရက်ခံပါတယ်အားလုံးပဲမင်္ဂလာရှိသောညာချမ်းလေးပါနော်အားလုံးပဲပိုင်ပိုင်ပါအောင်သူရဲ့ဗီဒီယိုလေးဒီလောက်နဲ့ပဲရနာမယ်မနက်ဖြန်နေ့လည်ခင်းတနာရီခွဲ live show ရှိပါမယ် live show တင်လို့မရရင်ဗီဒီယိုဖိုင်လေးထပ်တင်ပေးပါမယ်မိသားစုဝင်တွေအားလုံးပဲနော်